လူသားချင်းစာနာမှုအကူအညီတွေဆိုတာကတော့ရည်ရွယ်ချက်ကတော့ကောင်းတာပေါ့နော်ဒါပေမဲ့တကယ်တမ်းမှာအကျိုးတရားမှုရှိရလားဆိုတာကိုရောဘယ်လိုသိနိုင်မလဲကဲဒီနေ့မှာတော့လေအဲ့ဒီကောင်းမွန်တဲ့ရည်ရွယ်ချက်တွေကိုတကယ်လေးတွေ့အကျိုးတရားမှုဖြစ်အောင်ဘယ်လိုပြောင်းလဲပေးတယ်လဲဆိုတော့ MEAL ဆိုတဲ့စနစ်တစ်ခုအကြောင်းအဲ့ဒီစနစ်ရဲ့နောက်ွယ်ကလုပ်ငန်းစဉ်တွေကိုအတူတူလေ့လာကြည့်ကြရအောင်ဒီမေကွန်းကတော်တော်ရေးကြီးပါတယ်ဘာလို့လဲဆိုတော့တန်းနဲ့ချီတဲ့ရမောင်ငွေတွေလူအသက်တွေပြီးတော့ရဲရွာလူထုတစ်ခုလုံးရဲ့အနာဂတ်ကိုပါထိခိုက်စေနိုင်လို့ပဲကျွန်တော်တို့ကူညီနေတဲ့လူကိုဘာသာကိုချင်းနေုံနဲ့မပြီးဘူးလေတကယ်ပဲအထောက်ကိုချင်းနေတဲ့ဆိုတာကိုတက်တည်ပြနိုင်မှုလို့လေဆိုတော့အခုဒီကျင်ဆက်မှုမှာအဲ့ဒီတက်တွေကိုဘလို့ရှာကြတယ်လဲဘလို့စနစ်တကျအတုံးလုံးကြတယ်လဲဆိုတာကိုပြောပြသွားမှာပါဟုတ်ပါပဲစေတနာကောင်းတစ်ခုလေးနဲ့ရေရှည်အတွက်တကယ်အကျိုးရှိမဲ့ပြောင်းလဲမှုတွေကိုဖန်တီးဖို့ဆိုတာမလွယ်ပါဘူးအဲ့ဒါကြောင့်ပဲလူသားချင်းစာနာမှုလုပ်ငန်းတွေမှာအကူအညီတိုင်းကထိရောက်မှုရှိတယ်တာဝန်ယူမှုလေးရှိတယ်ဆိုတာကိုအာမခံနိုင်ဖို့ကျွမ်းကျင်ပညာရှင်တွေတည်ထွင်ထားတဲ့စနစ်ကျတဲ့လုပ်ငန်းစဉ်တစ်ခုရှိနေလာပါစီမံကိန်းတိုင်းရဲ့အသေးကရည်မှန်းချက်ကတော့ရိုးရိုးလေးပါပဲအဖြူသဘောဆောင်တဲ့ပြောင်းလဲမှုတစ်ခုကိုဖော်ဆောင်ဖို့ပဲလीဒါပေမဲ့အဲ့ဒီပြောင်းလဲမှုကိုဘယ်လိုတိုင်းတာကြမလဲအထူးသဖြင့်ပတ်တိခက်ဖြစ်နေတဲ့ data တွေယဉ်ကျေးမှုအရန်ကွဲပြားတဲ့နေရာတွေမှာဆိုရင်အောင်မြင်မှုကိုတိတိကျကျနဲ့ကျင့်ဝတ်နဲ့လေညီအောင်တိုင်းတာဖို့ဆိုတာတကယ့်ကိုအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုပါပဲကဲအဲ့ဒီစင်ခေါ်မှုကိုဖြည့်ရှင်းဖို့အတွက်ကျွမ်းကျင်ပညာရှင်တွေအသုံးပြုတဲ့အဓိကထူးတစ်ခုရှိပါတယ်အဲ့ဒါကတော့ MEL framework ပါပဲဆိုတော့အဲ့ဒါကဘာကိုဆိုလိုတာလဲဘလို့အလုံးလုံးတယ်လဲဆိုတာကိုအသေးစိတ်လေးကြည့်လိုက်ကြအောင် new ဆိုတာကဒီအဓိကအစိပ်ပိုင်း၄ခုကိုပေါင်းထားတာပါ monitoring evaluation accountability learning ပေါ့ဒါကိုလေအောင်မြင်တဲ့စီမံကိန်းတစ်ခုအတွက်ချက်နီးပြုံးနည်းတစ်ခုလို့မြင်ကြည့်လို့ရတယ် monitoring ဆိုတာကဟင်းချက်နေတော့အဖူချင်းကိုခဏခဏစစ်တာမျိုး evaluation ကတော့ချက်ပြီးသွားရဲ့အခါဟင်းရဲ့အရတာကိုမြည်စမ်းကြည့်တာ accountability ဆိုတာကကိုဟင်းကိုစားတဲ့သူစီကအကြံဉာဏ်ပြန်တောင်းတာပေါ့ပြီးတော့ learning ဒါကတော့နောက်တစ်ခါဒီထက်ပိုကောင်းအောင်ဘယ်လိုချက်မလဲဆိုတာကိုသင်ခန်းစာယူတာပါပဲကဲဒါကိုလက်တွေ့ကြကြလေးပူနာလဲတော့အောင်ဥပမာတစ်ခုနဲ့ကြည့်အောင်စိတ်ကူးထဲမှာရန်ရွာတစ်ခုအတွက်တန်ရှင်းသောတောက်သုံးရေးစီမံကိန်းတစ်ခုကိုအကောင့်တင်ဖော်နေတယ်လို့ပဲသဘောထားလိုက်ကြရအောင်အဲ့ဒီမှာအောင်မြင်မှုကိုဘယ်လိုမျိုးစီစဉ်ကြမလဲစီမံကိန်းရဲ့အကြောင်းပြောရင်ညွှန်းကိန်းဒါမှမဟုတ် indicator ဆိုတဲ့စကားလုံးကိုခဏခဏကြားရတတ်ပါတယ်အဲ့ဒါကိုလေ GPS လို့ပဲစဉ်းစားကြည့်လိုက်ပါကိုဖွဲ့ကပန်းတိုင်စီကိုလမ်းကြောင်းမှန်ပေါ်မှာရောက်နေရတာဆိုရကိုစစ်ဆေးပေးတဲ့တိုင်းတာမှုတစ်ခုပါပဲထီရောက်တဲ့ညုံကိန်းတစ်ခုစဖို့ဆိုရင် smart ဖြစ်ဖို့လိုတယ်လို့ပြောကြတယ်ဥပမာအနေနဲ့စနေလအတွင်းတန်ရှင်းတဲ့တောက်တုံးရည်နေစဉ်ရရှိနိုင်တဲ့မိသားစုရခိုင်နှုန်းကို90%တိုးမြင့်မယ်ဆိုရင်ညုံကိန်းကိုကြည့်လိုက်ပါဒါကတိကျတဲ့ specific ရခိုင်နှုန်းနဲ့ကြိုင်လို့ရတယ် measurable လက်တွေ့လဲကြတဲ့ achievable စီမံကိန်းရဲ့အထူးရည်မှန်းချက်နဲ့သက်ဆိုင်တဲ့ relevant ပြီးတော့အချင်းကန့်သက်ချက်ထိုင်းပေါင်းလည်းပါဝင်နေတာကိုတွေ့ရမှာပါဟုတ်ပြီအခုစီမံကိန်းကိုစပြီးအကောင့်အထည်ဖော်တဲ့အဆင့်ကိုရောက်လာပြီပေါ့ဒီအဆင့်မှာတော့ MEAL M fit monitoring နဲ့ A fit accountability ကိုအဓိကထားပြီးကြည့်သွားကြပါမယ်ဒီမှာမြင်နေရတာတော့ indicator performance tracking table IPTT လို့ခေါ်တဲ့အစီအရာပါဒါကစီမံကိန်းရဲ့တိုးတက်မှုကိုအချိန်နဲ့အမျှကြေးရခံတဲ့အစီအရာပေါ့ကားမောင်းတဲ့အခါရှေ့က dashboard ကိုကြည့်နေရတယ်လို့ပဲဥပမာအနေနဲ့ကြည့်ရင်6လအကြာမှာရေကနေကုသက်ကယောဂဖြစ်ပွားမှုနှုန်းကဖိမှတ်ထက်များနေတာကိုတွေ့ရတယ်အဲ့လိုစောစောစီစီတီးလိုက်ရတဲ့အထက်စီမံကိန်းဖွဲ့ကဘာကြောင့်လဲဆိုလာကိုချက်ချင်းစုံစမ်းပြီးလမ်းကြောင်းမှန်ပြန်ရောက်အောင်အချိန်မီပြင်ဆင်ဆောင်ရွက်လို့ရသွားတာပေါ့ဒါပေမဲ့လေအဲ့ဒီဆီယာမာလိုမျိုးအစီအစဉ်တဲ့အစင်မပြေတဲ့ထားကြရင်ဘာဆက်လုပ်မလဲဒါမှမဟုတ်ရက်ရွာလူတို့မှာကို့အကြံဉာဏ်နဲ့ကိုရှိနေရင်ရောဘယ်လိုလုပ်မလဲအချက်လက်ဒီကြီးပဲကြည့်လို့မရဘူးလေလူတွေရဲ့အတန်ကိုလည်းနားထောင်ဖို့လိုလာပြီဒီနေရာမှာပဲ accountability ဆိုတဲ့တာဝန်ယူမှုကဏ္ဍကအရင်အရေးပါလာတာပါဒါကတော့ feedback and complaints mechanism FCM လို့ခေါ်ပါတယ်တုံ့ပြန်ချက်နဲ့တိုင်ကြားချက်တွေကိုစီမံခန့်ခွဲတဲ့စနစ်ပေါ့အဓိကပါလဲဆိုတော့ရက်ရွာလူတို့ကသူတို့ရဲ့အတန်ကိုမျှဝေဖို့အတွက်လွယ်ကူပြီးဘေးကနဲ့နီးလန်းတွေအများကြီးစီနေဖို့ပါပဲဒူတိုင်းကလူရှိထွက်ပြီးစကားပြောတာအဆင်ပြေချင်မှပေးမှလीအဲ့ဒါကြောင့်တယ်လီဖုန်း hotline တော့အကြံပြုစာထည့်တဲ့ပုံတို့လိုမျိုးအနည်းဆုံးနီလန်း3မျိုးလောက်တော့ရှိထားပေးဖို့ကအရင်ရေးကြည့်ပါတယ်တုံ့ပြန်ချက်တွေရလာပြီဆိုရင်လည်းဒီလိုစနစ်ကျတဲ့လုပ်ငန်းစဉ်အတိုင်းကင်တွယ်ဖြည့်ရှင်းပါတယ်အဆင့်တိုင်းမှာလျှို့ဝှက်ချက်ကိုအာမခံထားတယ်အထူးသဖြင့်ထိလွဲချစ်လေတဲ့တိုင်ကြားချက်တွေကိုတွက်ဆိုရင်တီးတန့်လမ်းကြောင်းတစ်ခုတောင်ရှိပါသေးတယ်ဒါကစီမံကိန်းအပေါ်မှာလူတို့ရဲ့ယုံကြည်မှုကိုတည်ဆောက်တဲ့အထူးတော့ချက်တစ်ခုပါပဲကဲအခုဆိုရင်စီမံကိန်းရဲ့နောက်ဆုံးအဆင့်ကိုရောက်လာပါပြီဒီမှာတော့ ERCI ရဲ့ E ဖြစ်တဲ့ evaluation နဲ့ L ဖြစ်တဲ့ learning ကိုအဓိကထားပြီးပြောသွားပါမယ် monitoring နဲ့ evaluation ဘာကွာလဲဆိုတာကိုရှင်းအောင်ပြောရရင် monitoring ကပုံမှန်ကိုပူချိန်တိုင်းတာလို့ပဲ
နေ့စဉ်နေ့တိုင်းဘာတွေထင်းနေလဲစစ်ဆေးတာ evaluation ကတော့ဆရာဝန်နဲ့အပြည့်စုံကျန်းမာရေးစစ်ဆေးတာနဲ့တူတယ်အချင်းတစ်ခုရောက်မှနည်းနည်းပြန်သုံးသက်တာမျိုးပါ ဒါတွေကတော့စီမံကိန်းတစ်ခုရဲ့အောင်ရည်မှုကိုပတ်ပေါင်းဆောင်ကနေတိုင်းတာတဲ့စံသတ်မှတ်ချက်တွေပါပဲခုနကတောက်တုံးရဲ့စီမံကိန်းဥပမာနဲ့ပြန်ချိတ်ကြည့်ရအောင်ဒီစီမံကိန်းကဒီရက်ရွာအတွက်တကယ်ရောလို့အရဲ့လား relevance ယောဂဖြစ်ပွားမှုနှုန်းတကယ်ပဲကြားသွားရဲ့လား effectiveness အနာဂတ်မှာဒီစနစ်ကိုရက်ရွာကသူတို့ဘာသာသူတို့ဆက်ပြီးထိန်းသိမ်းသွားနိုင်မလား sustainability အရေးကြီးဆုံးကအလုပ်ပြီးဖို့ပဲမဟုတ်ဘူးတကယ်တန်ဖိုးရှိတဲ့အကျိုးသက်ရောက်မှုကိုဖန်တီးနိုင်ခဲ့သလားဆိုတာကိုနားလည်ဖို့ပါပဲ နောက်ဆုံးအဆင့်ဖြစ်တဲ့ learning ရဲ့အနှစ်သာရကိုဒီစကားကအကောင်းဆုံးကိုဖော်ပြနေတာပါဆိုလိုတာကအချစ်ရှာဖို့မဟုတ်ဘူးသင်ခန်းစာယူဖို့ဒါကဘယ်သူမှလည်းဆိုပြီးလက်ညှိုးထိုးဖို့မဟုတ်ဘဲအနာဂတ်မှာဒီတက်ပိုကောင်းတဲ့စီမံကိန်းတွေဖန်တီးနိုင်ဖို့အတွက်အဖွဲ့အစည်းတစ်ခုလုံးကသင်ခန်းစာတွေရယူပြီးအထူးတိုးတက်ဖို့ပါပဲ အခုနီးကုန်းချုံအနေနဲ့ MEAL ဆိုတဲ့လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကဘာကြောင့်တီလုံးအရေးကြီးရတယ်လဲဆိုတဲ့အချက်ကိုပြန်ပြီးခြုံငုံကြည့်လိုက်ကြရအောင် ဒီဇာတ်ကိုကြည့်လိုက်ရင် MEAL ဆိုတာလူတစ်ယောက်တည်းရဲ့အလုံးမဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်စီမံကိန်းမန်နေဂျာကနေစပြီးကွင်းထဲမှာအချက်လက်တွေလိုက်ကောက်ချက်တူအထိလူတိုင်းမှာကိုယ်အခန့်ခဏနဲ့ကိုယ်အရေးကြီးတဲ့တာဝန်တွေရှိတယ်ဒါဟာအဆင့်တိုင်းမှာတာဝန်ယူမှုတာဝန်ခံမှုကိုတေချာစေတဲ့အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုတစ်ခုပါပဲ ဒီအချက်ကတော့မီးရုပ်တစ်ခုလုံးရဲ့ကျင်းဝတ်ပိုင်းဆိုင်ရာနှလုံးသားလုံးတောင်ပြောလို့ရပါတယ်။ရီမန်းချက်တီပြည့်မီဖို့ကအရေးကြီးတယ်လို့ပဲအဲ့ဒီရီမန်းချက်တွေကိုဘယ်လိုနီလာနဲ့အကောင့်ထဲဖော်တယ်လဲဆိုတာကလည်းအရေးမကြီးဘူးလား။လူတွေရဲ့ဂုဏ်သိက္ခာကိုလေးစားမှုမရှိဘဲနဲ့ရလာတဲ့ရလတ်ဟာဘယ်တော့မှတကယ်အောင်မြင်မှုအစိမ့်မှန်ဖြစ်နိုင်မှာဘူး နောက်ဆုံးမှာတော့မဲမူပေါင်းကလူတိုက်ချင်းဆန္ဒမှုအကူအညီပေးခြင်းဆိုတာကိုပစ္စည်းတွေဝင်ငါတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ခနေရက်ရွာလူထုနဲ့လက်တွဲဖို့ဖြစ်အတူတကွတိစောက်တဲ့လူကုန်တိခါကိုဦးထိပ်ထားပြီးတကယ့်အကျိုးသက်ရောက်မှုကိုဖန်တီးတဲ့ system တစ်ခုဖြစ်ပြောင်းလဲပေးလိုက်တာပါပဲ နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုနဲ့အဆုံးသတ်ခြင်းပါတယ်ဒီ meal ရဲ့စနစ်ကြတဲ့ချင်းကပ်ပုံကိုလူတော်ချင်းစာနာမှုကန့်တာအပြင်တခြားနေရာတွေမှာရောကိုယ်ပိုင်ဘဝမှာပဲဖြစ်ဖြစ်တခြားအလုပ်ခွင်တွေမှာပဲဖြစ်ဖြစ်ပိုကောင်းတဲ့ရလဒ်တွေဖန်တီးနိုင်ဖို့ဘယ်လိုများအသုံးချနိုင်မလဲ